ဖယားလောင်းကုန်တယ်လေးထွက်ခွာသွားပြီးမကြခင်မှာပဲလောဘသားကုန်တယ်ဟာအိမ်ရှိကိုတစ်ခေါက်ပြန်ရောက်လာပါတယ်သူဟာအရင်တစ်ခေါက်ကလိုပဲမောက်မာတဲ့လေသံနဲ့အော်ပြောလိုက်ပါတယ်ကဲထိုးခဲ့စမ်းအဲ့ဒီခွက်စုပ်ကိုငါမှစီဒနာပို့လို့တပဲလောက်တော့ပြီးခဲ့ပါမယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အဖွားဦးရဲ့မျက်နှာဟာအရင်လိုကြောက်ရွံ့နေခြင်းမရှိတော့ပါဘူးသူမကတင်းငင်းစွာနဲ့ပဲပြန်ပြောလိုက်ပါတယ်အမောင်ကဒီခွက်ကိုတပဲတော့မတန်ဘူးဆိုပြီးမြေပေါ်ပြစ်ချသွားခဲ့တာလေဒါပေမဲ့ခုနကပဲအမောင်တဲ့အစားပေါင်းများစွာရိုးသားတဲ့ကုန်တွေတယောက်လာသွားတယ်သူကဒါဟာရွှေခွက်အစစ်ဖြစ်ကြောင်းပြောပြီးသူ့မှာပါတဲ့ပစ္စည်းတွေငွေတွေအကုန်ပေးပြီးယူသွားပြီအမောင်ကတော့သူ့ကိုလင်းညာဖို့ကြိုးစားခဲ့တာပဲဒီစကားကိုကြားလိုက်ရတဲ့အခါလောဘသားကုန်တယ်ကဘာပြတ်တယ်လို့ခံစားလိုက်ရပါတယ်သူပိုင်ရမယ့်ရွှေခွက်ကြီးကိုတခြားသူယူသွားပြီဆိုတဲ့အသည့်ကသူ့ကိုအယူတယောက်ဖြစ်သွားစေပါတယ်သူပါဝတ်ထားတဲ့အဝတ်စားတွေကိုဆွဲဖြဲလက်ထဲကချင်းကွင်းကိုဖြစ်ချပြီးဖယားလောင်းကုန်တဲ့နောက်ဒေါသတကြီးလိုက်ပါတော့တယ်လောဘသားကုန်တဲ့ဟာဒေါသတကြီးနဲ့မြေကမ်းနားကိုအပြီးရောက်လာတဲ့အခါမှာတော့ဖယားလောင်းကုန်တဲ့လေးစီးနင်းလိုက်ပါသွားတဲ့လှေဟာမြစ်လေကိုရောက်ရှိနေပါပြီသူဟာကမ်းနားကနေလက်ရက်ခေါ်ပြီးအော်ဟစ်လိုက်ပါတယ်လှေရှင်လှေကိုပြန်လိုက်ခဲ့ပါဦးကျွန်တော်ကပါတင်ပေးပါဦးဒါပေမဲ့ဖယားလောင်းကုန်တဲ့လေးကလှေရှင်ကိုမရက်ပါနဲ့ဆက်ပြီးတာလှော်ခတ်ပါလို့တားမြစ်လိုက်ပါတယ်ဖယားလောင်းဟာလောဘသားကုန်တဲ့ရဲ့မကောင်းတဲ့အကြံစီနဲ့ဒေါသတရားကိုတိမြင်နေလို့ပဲဖြစ်ပါတယ်လှေဟာတဖြည်းဖြည်းနဲ့ဝေးကွာသွားတာကိုကြည့်ပြီးလောဘသားကုန်တဲ့ဟာရင်ဘတ်ကိုလက်သီးနဲ့ထုနောင်တတွေနဲ့အော်ဟစ်နေပါတော့တယ်သူဟာရွှေခွက်ကြီးကိုမရလိုက်တဲ့အပြင်မိမိမှာရှိတဲ့ပစ္စည်းတွေချင်းကွင်းတွေကိုလည်းဒေါသကြောင့်ဖျက်ဆီးပစ်ခဲ့မိပြီမဟုတ်လားသူ့ရဲ့နှလုံးသားထဲမှာလောင်ရိပ်နေတဲ့ဒေါသတရားဟာဘလောက်တောင်ပြင်းထန်တယ်လဲဆိုရင်ပါဇက်ကနေသွေးတွေအံထွက်လာပြီးကမ်းနားမှာပဲအသက်ပြောက်ွယ်သွားရရှာပါတယ်